So Dimaga duri lesson 12 T zero B dwabi. Agua session 4 for essay, conclusion, and types ba. Essay a conclusion suraga a now so bo, no? A essay the that finally go cheap jami. I moderator the sheet types table, no sorry a jumbo. Daligo the on the jabi. Lesson 13 are writing a strong conclusion suraga dabi a consent bo. The thing is, you check out Valis or Google, learn the strategies for writing a powerful conclusion. Today got a powerful conclusion. Conclusion laid on my powerful conclusion to Kuba. No? And I'm really good strategies take me. But a powerful conclusion was regard the lesson that leaves a lasting impression. But only so the powerful idea. Conclusion လေးကိုဖတ်လိုက်တာနဲ့ကွာစာဖတ်သူစီမှာ leaves a lasting impression တို့တွေရေးထားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးသူစိတ်ထဲမှာဆွဲဆွဲထင်ထင်တစ်ခုခုအကြောင်းအရာတစ်ခုเนาะတို့တွေပြောပြခြင်းတဲ့အကြောင်းအရာလေးဟာသူစိတ်ထဲမှာမှတ်မှတ်ထင်ထင်ကြံခဲ့အောင်လို့တို့တွေကခြံထားခဲ့ခြင်းလို့အဲကြောင့် a powerful conclusion ဆိုတာလေးကိုရေးတာဖြစ်တယ် rather than simply repeating the introductionအဲ့လိုမရေးတတ်တဲ့သူတွေကတော့ဘာလုပ်လဲဆိုရင် introduction ကိုပဲနောက်တစ်ချိန်ပြန် repeat လုပ်ကြတယ်ဒါကတော့ဘာမှအထူးခြားချက်လည်းမပါဘူးเนาะစာပေပြန်ပါအဲ့ဒီတော့သူတွေကအခုဆရာပြောတဲ့ a powerful conclusion ပေါ့เนาะစာဖတ်သူရဲ့စိတ်ထဲမှာ a lasting impression လေးကြံခဲ့အောင်ကျတို့ဘယ်လိုရေးကြမလဲเนาะ the conclusion your final word ပေါ့เนาะအဲ့လိုလေးသူတွေကဒီလိုပြောထားတယ်A conclusion is not merely the last paragraph. Conclusion လို့ပြောလိုက်လို့ရှိရင်ဟာနောက်ဆုံးရေးရတဲ့စာပိုက်လေးရလို့ပဲတို့တွေဒီလိုမထင်မှတ်စေချင်ဘူး It is your final opportunity to convince the reader and give them something new to consider. ဒါဟာဆိုရင်ဒီ final paragraph လေးဟာဆိုလို့ရှိရင်တဲ့နော် It's your final opportunity. တို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ် To convince the readerတို့ရဲ့စာကိုဖတ်တဲ့စာဖတ်သူကို convince ယုံအောင်ပြောဖို့နဲ့နောက်ပြီးတော့ give them something new to consider သူတို့ကိုတို့တွေက something new to consider သူတို့တွေးဖို့ something new အသစ်တစ်ခုခုကိုပေးလိုက်ဖို့အတွက်တို့တွေအတွက်နောက်ဆုံး opportunity ပါဆရာတို့ကလေစာရေးတဲ့အခါမျိုးမှာဆရာကအမြဲတမ်းမှတ်ထားပါဘာလဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆရာတို့ကိုဒီစာရေးခိုင်းနေဆိုတာဟာဆရာတို့အခွင့်အရေးတစ်ခုပေးလိုက်တယ်လို့ပဲယူဆပါเนาะတခုခုကတို့တွေကိုလူကြီးတယောက်ကเนาะဒီကိုထက်အသက်ဝါကြီးတဲ့သူစသည်ဖြင့်ပေါ့ပညာရေးဒီစသည်ဖြင့်ပေါ့ကွာပညာဒါမှမဟုတ်အသက်စသည်ဖြင့်ပေါ့အသက်အရွယ်ပိုကြီးရဲ့လူပညာပိုကြီးရဲ့လူဆရာတယောက်ကဒီခုခုခိုင်းလိုက်တယ်ဆိုရင်ပဲတို့တွေကအဲ့ဒါကို opportunity အခွင့်အလမ်းအနေနဲ့တို့တွေကယူဆရမှာဖြစ်ပါတယ်เนาะဒီမှာလည်းပဲ conclusion ဆိုတာဟာတို့တွေ essay ရေးတဲ့အခါမျိုးမှာနောက်ဆုံးစာပိုက်လေးပဲကွာငါတို့ BB ရဲ့လို့ဒီလိုမျိုးတတ်မှတ်ပြီးရေးဖို့မဟုတ်ဘူးဒါဟာတို့တွေရဲ့ final opportunity ဖြစ်ပါတယ်နော်နောက်ဆုံးအခွင့်အရေးလေး essay တစ်ပုဒ်ရေးရတယ်ဆိုတာဟာတို့တွေဒီအခွင့်အရေးလေးကိုဆရာတို့ကိုပေးထားတာလို့တို့တွေဒီလိုတတ်မှတ်ပါနော်အဲ့ဒီ opportunity ကိုသုံးပြီးတော့တို့တွေကကိုယ့်စာကိုဖတ်မဲ့ reader ကို convince လုပ်ပါတယ်နော်ကိုယ့်စာကိုဖတ်တဲ့စာဖတ်သူကိုပေါ့သူ့ကိုရှုံးအောင်ပြောတယ်ကိုပြောချင်တဲ့အကြောင်းအရာကိုနောက်ပြီးတော့သူတို့ကလည်းအတွေးလေးတစ်ခုခု something new to consider တွေးဖို့အတွေးလေးတစ်ခုပေးထားခဲ့အောင်မှာဖြစ်ပါတယ်နော်ဒါကြောင့်မို့ကွာတို့တွေအခုချိန်ကနေစပြီးတော့ပေါ့နော်အဲ့ဒီတချို့သောအမြင်လေးတွေရှိရင်ပြောင်းလိုက်ပေါ့တို့တွေကိုတယောက်ကတစ်ခုခုခိုင်းနေဆိုတာမျိုးဟာအဲ့ဒါကို opportunity လို့သတ်မှတ်ပါနော် opportunity အခွင့်အလမ်းကိုအတွက်တို့တွေကကိုလုံနိုင်စွမ်းဂိုင်နိုင်စွမ်းစသည်ဖြင့်ပေါ့ဒါတွေကိုပြသဖို့အတွက် opportunity လို့သတ်မှတ်ပေးပါနော်ဒါတို့တွေကြုံလုံးကိုဒီအားလေးကိုပြောပြတာ so a weak conclusion one that dribbles off or simply repeats the thesis ပေါ့နော်အဲ့တော့ weak conclusion ဆိုတာဟာဘာလဲနော်ပြောမယ်ဆိုရင်တော့ကွာအလွယ်ပြောမယ်ဆိုလို့ရှိရင်တော့တို့တွေဘာမှအသိထူးထူးခြားခြားရလို့မပါဘူးနော်ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်simply repeats the thesis ပေါ့ thesis ကိုပဲတို့တွေနောက်တစ်ချိန်ပြန်ပြီးတော့ရေးပြလိုက်တာเนาะဘာမှထူးခြားချက်လို့လည်းမပါဘူးเนาะ exercise of a weak essay ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုမျိုး weak conclusion ပါသွားပြီဆိုရင်တို့တွေ essay ဟာ
a weak essay ဖြစ်သွားရောစာဖတ်သူကတို့တွေမြန်မာစကားပေါ့တို့တွေဆိုရိုးစကားတွေထဲမှာကြားဘူးမှာပေါ့နော်စင်ကောင်ကြီးအမြင့်ကြမှာတစ်ဆိုတာအဲ့တော့တို့တွေကဘယ်လိုပြောမလဲဆိုလို့ရှိရင်တခုလုံးအရှိမတို့တွေကောင်းကောင်းရေးလာခဲ့ပြီးပြီဆိုရင်ဒီနောက်ဆုံးရောက်တဲ့ဒီအပိုင်းပေါ့ conclusion မှာလည်းပဲဆိုတော့ကောင်းအောင်ဖန်တီးရတော့စလေအဆုံးညီညွတ်ကောင်းမွန်အောင်ဆိုတော့ဖန်တီးရမှာဖြစ်တယ်နော်အဲ့ဒီတော့တို့တွေက weak conclusion နဲ့ strong conclusion မှာဘာပဲအချက်တွေပါတယ်လဲဆိုတာလေးကိုဆိုတော့နှိုင်းရှင်ပြီးပြမယ်တို့တွေဘယ်ဘက်တစ်ချမ်းမှာ weak conclusions ရှိတယ်ညာဘက်တစ်ချမ်းမှာ strong conclusions ရှိပါတယ်နော် weak conclusion ဆိုတာက simply repeats the thesis statement word for word သူက thesis statement ကိုပဲ word for word ပြောရမယ်ဆိုလို့ရှိရင် thesis statement ကိုပဲကွာတချို့တွေကတချို့ဆိုရင်တို့တွေဘာမှမပြင်ဘူးဒီတိုင်းပြန်ကူးတာနော်ဒီတိုင်းပြန်ကူးတာတချို့ကြောင့်လည်း thesis statement ကိုပဲစလုံးလေးရှင်းအောင်ပြောင်းပြီးတော့လောက်ရေးတာမျိုးစသည်ဖြင့်ပေါ့အဲ့ဒီလိုမျိုးရေးတာအဲ့ဒါဟာ weak ဖြစ်တယ် strong conclusion ကတော့ restates that thesis imaginatively တို့တွေက thesis ကိုပို့ပြီးတော့တို့တွေဒီဘယ်လိုပြောမလဲဆိုရင်တို့တွေစိတ်ကူးညံကွန်မြူးပြီးတော့နောက်တစ်ချိန်ပြန်ပေါ်ပြတာဖြစ်တယ်ဒီ thesis ကိုပဲဖတ်ပြီးသားဝင်နောက်တစ်ချိန်ပြန်ဖတ်ရပြင်မဲ့လို့တို့တွေဘာဖြစ်သွားလဲဆိုရင်ကိုယ့်အတွက်အသစ်အစမ်းလိုမျိုးပြန်ခံစားရစေဥပမာအဖြစ်ကွာတို့တွေတချို့သောရုပ်ရှင်တွေပေါ့ remake တွေပြန်ရိုက်တာတွေရှိတယ်နော်တချို့ရုပ်ရှင်ကားတွေကောင်းနေကွာပြန်ရိုက်တယ်ပြန်ရိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲဘယ်လိုပြောမလဲဆိုရင်ရိုက်ကူးတဲ့သူတွေကတကယ်တေချာတရုပ်ဆောင်လဲကောင်းတယ်ဇာတ်ညွှန်းကိုလည်းတေချာကောင်းကောင်းမွန်မွန်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ပြန်ကြည့်တော့လည်းပဲကိုကြည့်ပြီးသားပဲဒါမျိုးတို့ပြန်ကြည့်တော့လည်းပဲကိုယ်စိတ်ထဲမှာအဲ့ဒီအသစ်တဖန်ပေါ့တို့ဒီမတူညီရဲ့ရတာလေးတစ်မျိုးကိုခံစားရတာမျိုးပေါ့ဒါမျိုးဖြစ်ရမယ်နော်ဒါပေမဲ့တို့တွေကအဲ့ဒီလိုမျိုး restates the thesis imaginatively ဆိုတာကဒီတိုင်းတော့လွယ်နဲ့တော့မရလာဘူးဇာတ်အတွက်လွယ်လေးနဲ့တော့ဒီအကြောင်းအရာဖြစ်မလာဘူးနော်တို့တွေထပ်ခါတလဲလေ့ကျင့်မှုတွေကနေတဆင့်ပဲအဲ့ဒီလိုမျိုးတို့တွေ imaginatively ရေးနိုင်ဖို့အတွက်အဲ့စွမ်းရည်ကိုရပါလိမ့်မယ်နော်တို့တွေကကောင်းမွန်တဲ့အရာတွေမှန်တယ်မြောက်မှာဖြတ်လန်းမရှိဘူးနော်တို့တွေ Euclid ကနေပြီးတော့Alexander the Great ကိုပြောတာပေါ့နော်သူကတို့တွေဗာလဲဆိုလို့ရှိရင်geometry ကိုသူကရက်တူလေးနဲ့သင်ကျင်တယ်ပေါ့ကွာ Alexander the Great ကသူကအလုပ်တွေများလို့နော်အဲ့တော့ဘာပြောလဲဆိုတော့အဲ့Euclid ကဘယ်လိုပြန်ပြောလဲဆိုလို့ရှိရင် there is no right road to geometry သင်ဖို့အတွက်ဘယင်အတွက်လည်းပဲတို့တွေက right road လို့ခေါ်တဲ့ဖြတ်လန်းပေါ့အလွယ်ပြောရရင်နော်ဘယင်အတွက်လည်းဖြတ်လန်းဆိုတာမရှိဘူးဒီလိုပဲတို့တွေကဒီပညာရဲ့ကိုသင်ယူခြင်းရဲ့အချိန်ပေးရမယ်တို့တွေစူးစမ်းအားထုတ်မှုရှိရမယ်ဒီလိုမျိုးပဲဒီမှာလည်းပဲတို့တွေ essay ကောင်းလေးတစ်ပုဒ်ရေးခြင်းတယ်နော်ရေးခြင်းတယ်အခုတို့တွေအခုဆောင်ရွက်ဖြေတဲ့အခါမျိုးမှာကွာတို့တွေthesis extended response ရေးတဲ့အခါမျိုးမှာဆရာကကောင်းကောင်းရေးခြင်းတယ်ပေါ့နော်အခုအချိန်ရှိသေးတယ်ဒီအချိန်တွေကနေစပြီးတော့လေ့ကျင့်အနည်းဆုံးတို့တွေကတလခွဲလောက်လေ့ကျင့်တဲ့သူတော်မှာဆောင်ရွက်ကိုရောက်လို့ရှိရင်သူပေးတဲ့အမှတ်ရဲ့တဝက်ကျော်ကိုတော့တေချာရဖို့ရအတွက်ဆိုတော့ဒီဖြစ်နိုင်ခြေရှိရလို့တို့ပြောလိုက်တယ်နော်အဲ့လိုမျိုးပါတွေ2လ3လလောက်သာတေချာရေးလေ့ကျင့်ထားတဲ့သူတွေအတွက်ကတော့ကျင်းသေးတဲ့တို့တွေကအမှတ်ဆိုရင်အမှတ်ပြည့်ရနိုင်ဖို့သူတို့မှာ chance တွေရှိသွားပြီနော်ဒီလိုမျိုးပါ so now တို့တွေစပြောမယ်နောက်တစ်ခုကဘာလဲဆိုတော့ weak conclusion မှာ suggest a new unrelated topic တို့တွေ weak conclusion ဆိုတာကတချို့တွေကလေစာကိုများအောင်လို့အတွက်နောက်ဆုံးအဆုံးသတ်အချိန်ရောက်တော့မှ a new အသစ်နောက်ပြီးတော့ unrelated ဘာမှဆိုင်တာမဟုတ်တဲ့ topic တစ်ခုကိုတွားပြီးရေးတာနော်အဲ့လိုအတွေးအမြင်အသစ်တွေကိုအဲ့နေရာမှာတွားပြီးတော့တို့တွေထည့်လိုက်တယ်ပြန်ပြီးရှင်းပြဖို့လည်းနေရာလည်းမရှိတော့ဘူးအချိန်လည်းမရှိတော့တဲ့အချိန်မှာ new unrelated topic တွေကိုတွားထည့်တာဟာ weak conclusions ပါ strong conclusion ကတော့ဒီလိုမဟုတ်ဘူး offers a new insight or perspective on the subject offers a new insight or perspective on the subject ကိုပြောနေတဲ့အကြောင်းတရားပေါ်မှာပဲအတွေးအမြင်အသစ်ကလေးတစ်ခုခုကို offers လုပ်လိုက်တာဒါလည်းပဲခုနကအတိုင်းပဲတို့တွေချက်ချင်းကြီးတော့အဲ့လိုမျိုးတွေရေးနိုင်ဖို့ဆိုတာဟာဖြစ်နိုင်ခြေနည်းတယ်ဒါပေမဲ့တို့တွေလေ့ကျင့်တော့ဖြစ်နိုင်တယ်နော်
နောက်တစ်ခုက use cliches phrases like in conclusion cliches ဆိုတာကကွာဟိုဘယ်လိုပြောမလဲဆိုရင်ဟိုဖန်တီယာတင်နေတဲ့အသုံးနှုန်းတွေပေါ့ in conclusion ဆိုတာပေါ့ဒီလိုမျိုးသုံးတာဒီမှာတော့ဒါကတော့ဆရာဟိုတို့တွေစာရေးသားတဲ့ပုံစံတွေကနေပြီးတော့ယူပြီးတော့ထည့်ထားပေးတဲ့အတွက်ကြောင့်နော်ဒါလေးထည့်ထားတာပါတကယ်တော့တို့တွေကကျွန်တော်များသောအားဖြင့်တချို့တွေစာရေးသူတွေလည်းသုံးပါသေးတယ်နော် in conclusion တို့ပါလို့စသည်ဖြင့်ပေါ့ဒါပေမဲ့ဒါဟာဟိုတို့တွေတွေ့နေကြပုံစံကြီးကွာအရန်ရိုးရှင်းသွားပြီနော်အရန် very simple ဖြစ်လွန်သွားပြီအဲကြောင့်တို့တွေကအဲ့လိုမျိုးကိုဟိုမသုံးကျင်တော့ဘူးပေါ့ဒီတော့ဘာလို့ကြမလဲဆိုတော့တို့တွေက challenge the reader to take action or think deeper အဲ့ဒီတို့တွေရဲ့ conclusion မှာ reader ကို challenge လုပ်တယ် to take action နော် go to action လို့ခေါ်တဲ့တို့တွေကစာရေးသူစာဖတ်သူကတရားကိုဖတ်ပြီးတော့သူတခုခုတို့တွေသူလက်တွေ့လှုပ်ဆောင်ကြည့်အောင်ဒါမှမဟုတ် think deeper ပို့ပြီးတော့နက်နက်ရှိုင်းတွေးအောင်လို့စာဖတ်သူကိုစိန်ခေါ်လိုက်တဲ့အဲ့ဒီစာကြောင်းမျိုးပေါ့ဒီလိုမျိုးကိုဖန်တီးကြတယ်နော်နောက်တစ်ခုက weak conclusions တွေက ends weakly သူကအဆုံးသတ်ဟာတော်တော်လေးကို weak ဖြစ်တယ်ကွာအားနေတယ် like a clock running out of battery ဘာနဲ့လားတဲ့တူလဲဆိုရင်ဒီဘယ်လိုပြောမလဲနိုင်တခုကတို့တွေက battery ကုန်သွားလို့ရပ်သွားတဲ့ပုံစံအတိုင်းပဲတို့တွေတိကနေရပ်ပြလိုက်တာနော်စသည်ဖြင့်အဲ့ဒီလိုမျိုးဟိုတို့တွေနိုင်ရဲ့လှုပ်ဆောင်ချက်ဖြစ်တဲ့ကွာအချိန်လေးကိုဆက်ပြီးပြနိုင်ဆိုတာပါမြန်ဒါမျိုးမရှိတော့ဘူးဒါပေမဲ့တို့တွေ strong conclusion ကတော့ provides a sense of completeness နော် completeness ဆိုတာကပြည့်စုံသွားပြီလုံးဝ complete ဖြစ်သွားပြီပြီးသွားပြီနော်ပြီးသွားပြီဆိုတာဒီ essay ဟာတို့တွေကလုံးဝပြည့်စုံသွားပြီဒီနားလေးထိမှာဟိုကစာဖတ်တဲ့သူကလည်းပဲဖတ်ရတာဟာတို့တွေစိတ်ကျေနပ်မှုလေးကိုရသွားပြီနော် and dramatic power စသည်ဖြင့်ပေါ့ဒီလိုမျိုးရှိရမယ် a sense of completeness ဆိုတာကဒါအဓိကကြတာပဲဒါကိုပေးနိုင်တာတခါတရံကွာတို့တွေကရုပ်ရှင်ကားလေးတွေကကြည်လိုက်တယ်ကိုကပြီးသွားပြီဆိုတာကိုသိတယ်နော်တချို့ရုပ်ရှင်ကားတွေဆိုရင်ဒါပေမဲ့အဲ့ပြီးသွားတာလေးကိုတော့မှတို့တွေမှာစိတ်ထဲမှာတသားတာပေါ့ကွာဒီရုပ်ရှင်တို့တွေကြည့်လို့ကောင်းနေရင်လည်းပြီးသွားတယ်စသည်ဖြင့်အဲ့ဒီလိုမျိုးနော်တချို့သောရုပ်ရှင်ကားတွေဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီလိုခံစားချက်လေးရှိတယ်တခါတရံတို့တွေက series တွေပါတယ်စသည်ဖြင့်ကြည့်လိုက်တယ်ဟိုတခါတရံတချို့ series တွေဆိုလို့ရှိရင်ကျွန်တော်ပြီးသွားတယ်ဆိုလို့ရှိရင်အဲ့ series ပြီးသွားတယ်ဆိုရင်ဘာဆက်ကြည့်ရမှန်းတော့မသိတော့ဘူးနော်ဟိုစသည်ဖြင့်အဲ့ဒီ series ကအရန်ကောင်းနေတော့တို့တွေနောက်ထပ်အဲ့ဟိုတစ်ပတ်နှစ်ပတ်လောက်ဘာ series မှထပ်ပြီးတော့မကြည့်နိုင်ဘူးဒီလိုမျိုးနော်အဲ့တော့တို့တွေကလုံးဝ provide a sense of completeness ကိုပေးသွားတာအဲ့ဒီလိုမျိုးဖြစ်ရမယ်ဒါပေမဲ့တို့တွေကဒီလိုမျိုး strong conclusions တွေဖြစ်ရေးနိုင်ဖို့ပေါ့နော်ဆရာခုနကပြောတဲ့အတိုင်းပဲတို့တွေစီမှာလေ့ကျင့်မှုအားစိုက်ထုတ်မှုစသည်ဖြင့်ဒါတွေလိုပါတယ်အချိန်ပေးနိုင်မှုအားစိုက်ထုတ်မှုစသည်ဖြင့်ဒါတွေလိုအပ်ပါတယ်နော်အဲ့လိုမျိုးမှမလုပ်နိုင်လို့ရှိရင်နော်ဆရာတို့ဘာမဖြစ်ဘူးလေဆိုရင်ဟိုအဲ့လိုမျိုးမပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကွာပြောရမယ်ဆိုလို့ရှိရင်တော့တို့ရဲ့ essay အဲ့ဒီအဆုံးသတ်ဟာဘယ်လိုမှတိတ်အဆင်မပြေဘူးပေါ့နော်ဒါလေးမှတ်ထားပါNow strategies for a powerful ending powerful ending လေးဖြစ်လာဖို့အတွက် sales strategies တချို့ရှိတယ် offer a solution or recommendation တို့တွေက powerful ending လေးကိုရဖို့အတွက်တို့တွေပထမနည်းလမ်းကပါလဲဆိုတော့solution ဖြေရှင်းနည်းကိုပေးပေါ့နော်ဒါမှမဟုတ် recommendation ကိုဘာလို့သင့်တယ်ဆိုတဲ့အကြံလေးတစ်ခုခုကိုပေး offer a solution or recommendation if your essay discusses a problemတို့ရဲ့ essay ကကွာပြဿနာတစ်ခုခုအကြောင်းကို discuss လုပ်တယ်ပေါ့ like pollution သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေအကြောင်းဒါမှမဟုတ် school strikes တွေအကြောင်းကျောင်းတွေမှာဖြစ်ပေါ်တတ်တဲ့ကျောင်းသားတွေစီမှာရတတ်တဲ့တွေကစိတ်ဖြစ်စီမှုတွေအကြောင်းစသဖြင့်ဒီလိုမျိုးပြဿနာတစ်ခုအကြောင်းကိုကျွန်တော် discuss လုပ်ကြတယ်ဆိုပါစို့ The conclusion is the perfect place to offer a realistic solution or a call to action to the readerအဲ့ဒီတို့ရဲ့ conclusion ဟာခုနကပြောသလိုမျိုးတို့တွေကအဲ့တို့တွေမှာအခွင့်အရေးတစ်ခုရပြီเนาะ the perfect place to offer a realistic solution တကယ်ကိုပဲ realistic ဖြစ်တဲ့เนาะစစ်မှန်တဲ့ solution တစ်ခုအဖြေတစ်ခုကို offer လုပ်ဖို့အတွက်အကောင်းဆုံးနေရာเนาะပေးနိုင်ဖို့အဖြေတစ်ခုပေးနိုင်ဖို့အတွက်အကောင်းဆုံးနေရာဒါမှမဟုတ် a call to action သူ့ကိုတစ်ခုခုလုပ်လိုက်ပါဆိုပြီး to the reader စာဖတ်သူကိုဒါပြီးရင်ဒီလိုလေးလုပ်လိုက်လို့ရှိရင်တော့ဖြင့်တို့တွေကဒီပြဿနာပြေလည်သွားမယ်ဆိုတော့ a call to action ကိုသူ့ကိုတို့တွေပေးဖို့အတွက်အကောင်းဆုံးနေရာဖြစ်ပါတယ်စာဖတ်သူကိုပေးဖို့เนาะ example
if every student commits to just 15 minutes of quiet reading a day, the problem of student stress could be significantly reduced. စသည်ဖြင့်ပေါ့နော်ဒီလိုမျိုးတွေကရှိလိုက်တာဒါဟာတွေကဒီမှာဆို offer a solution or recommendation ဖြည့်ရှင်းနည်းလေးကိုပေးလိုက်တာကျောင်းသားတွေကတနေ့ကို15မိနစ်လောက်တွေကဒီတိတ်ဆိတ်ငြိမ်သက်စွာနဲ့စာကိုတေချာဖတ်ကြည့်မယ်ဆိုရင်နော်တွေက stress တွေဟာတော်တော်လေးလျော့သွားလိမ့်မယ်စသည်ဖြင့်ပေါ့နော်တွေစိတ်ပစ္စည်းမှုတွေတော်တော်လေးလျော့သွားလိမ့်မယ်ဒါဟာတွေက solution ဒါမှမဟုတ် recommendation ကိုပေးတာနောက်တစ်ခုကဆိုတော့နောက်ထပ်နည်းလမ်းတစ်ခုကတော့ number 2က make a prediction Hawking ထုတ်ပါနော် look to the future ဆိုလိုချင်တာကဘာလဲဆိုတော့ prediction ကြိုတင်ခန့်မှန်းချက်ပေါ့ကွာလုပ်တယ် look to the future အနာဂတ်ကိုကြိုပြောလိုက်ပါ based on the evidence you have presented တို့တွေတင်ပြထားတဲ့အထောက်အထားတွေပေါ့အခြေဖြစ်ပြီးတော့ what will happen next ဘာဆက်ဖြစ်လာမလဲဆိုတော့ကိုကကြိုပြီးတော့ရဲရဲဝံ့ဝံ့ပြောချလိုက်နော်အဲ့ဒါမျိုးကလည်းပဲစွဲဆောင်မှုရှိတယ် example unless changes are made now the controversy over standardized testing will continue to dominate our schools for the next 2 decades စသည်ဖြင့်ပေါ့နော်အခုချိန်တို့တွေကပြောင်းလဲတွေမလုပ်ဘူးဆိုလို့ရှိရင်နော်ဒီတို့တွေနောင်လာမဲ့ဆယ်စုနှစ်စုလောက်ထိပေါ့နော်အဲ့ဒီ testing စနစ်တွေဟာဆိုလို့ရှိရင်တို့တွေဆက်ပြီးတော့လွှမ်းမိုးနေအောင်ပါပဲကြောင်းနေပါနော်အဲ့စံတတ်မှတ်ထားတဲ့စစ်ဆေးမှုတွေစသည်ဖြင့်ပေါ့အဲ့ဒါအဲ့ပုံစံမျိုးတွေကပဲလွှမ်းမိုးနေအောင်ပါစသည်ဖြင့်ဒီရောက်တို့တွေကအဲ့ဒါဟာကိုယ့်အနေကိုကြိုပြီးတော့ make a prediction ပေါ့ Hawking ထုတ်ပြလိုက်တာကို essay ထဲမှာတင်ပြထားတဲ့စာကိုပိုင်းမှာတင်ပြထားတဲ့ evidence တွေအရာပေါ့နော်ဘာဆက်ဖြစ်လာမလဲရဲပြောလိုက်တာဟုတ်ချင်လဲဟုတ်မယ်ဟုတ်ချင်မှလည်းဟုတ်မယ်ကွာသို့တော်ညာလည်းပဲရဲဝံ့ပြောလိုက်တဲ့အခါမျိုးကြရင်လူတွေကဘာဖြစ်လဲဆိုတော့တွေစိတ်ထဲမှာတို့လောနဲ့ယုံသွားတယ်နော်အဲ့ဒါမျိုးတစ်ခုစာရေးတာလည်းပဲအဲ့ဒါကြောင့်လေစာရေးတာတို့ဘာလို့စတင်ဖြင့်ဒီစနစ်တွေကိုလေ့လာကြည့်ပါနော်လေ့လာကြည့်ရဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲတခြားသူတွေနဲ့စကားပြောတာပဲဖြစ်စီးပွားရေးဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်စီးပွားရေးဆိုင်ရာတွေကဒီစီးပွားရေးလုပ်ငန်းတွေထဲမှာပဲကိုကဝင်ပြီးတော့လှုပ်စသည်ဖြင့်ပေါ့နော်ဒီကနေတို့တွေရလာတဲ့အဲ့အတွေးမြင်တချို့ဟာတွေ့တော့ဘယ်နေရာမှာမဆိုသုံးလို့ရတာနော်နောက် number 3နောက်ထပ်တို့တွေက conclusion ကိုအားကောင်းစေမယ်နောက်ထပ်တစ်ချက်က end with a strong image number 3က end with a strong image or quotation ခိုင်မာတဲ့ပုံရိပ်ဒါမှမဟုတ်ရင်အကိုကတစ်ခုခုနဲ့ဆုံးသတ်ပြလိုက်ပါ bring in a powerful detail or quote you say နော်တို့တွေsave ထားတဲ့ဒီ powerful detail ဒါမှ quote တစ်ခုကိုတို့တွေကဒီမှာထည့်သုံးလိုက်ပါဒါပေါ့ use a dramatic rhetorical question ပေါ့တို့တွေကအဲ့အဖြေမလိုတဲ့ question တစ်ခုခုမေးလိုက်မယ်ပေါ့ that summarizes the emotional core of your argument ပေါ့အဲ့ဒီလိုမျိုးတို့တွေက powerful detail ဒါမှမဟုတ် quote တစ်ခုဒါမှမဟုတ် a dramatic rhetorical question တစ်ခုဒါတွေဟာဆိုလို့ရှိရင်တို့တွေပြောနေတဲ့အကြောင်းအရာပေါ့နော်တို့တွေက argument ရဲ့ emotional core ကိုသူက summarize တခါတည်းလုပ်ပြလိုက်လိမ့်မယ်နော်စသည်ဖြင့်ပါအဲ့တော့တို့တွေဒါဟာနီလန်တစ်ခုဖြစ်ပါတယ်ဒီတော့ zero က powerful ending လေးဖြစ်လာဖို့အတွက်နီလန်3ခုပေးထားတယ် number 1က offer a solution or recommendation number 2က make a prediction number 3က end with a strong image or quotation ဖြစ်ပါတယ် soအဲ့တော့တို့တွေကဒီမှာ lesson 13ဒီမှာပဲတို့တွေကပြီးပါတယ်နော်ဒီမှာတော့ဆရာအဲ့နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးဆရာကထည့်ထားတာမျိုးမရှိနော်လေ့ကျင့်ခန်းထည့်ထားတာမျိုးမရှိဘူးလေ့ကျင့်ခန်းထည့်ဖို့အတွက်တိတ်ပြီးတော့ကျွေးလေ့ကျင့်ခန်းပုံစံလေးကိုဆရာဖန်တီးလို့တိတ်အစမပြေလို့နော်အဲ့တော့ဒီမှာဒီအပိုင်းလေးနဲ့ပဲတို့တွေထားလိုက်တယ်ဒီတော့နောက်တစ်ခေါက်ပြန်ပြောပြမယ်နောက်တစ်ခေါက်အကြံပြင်းလေးပြန်ပြောပြမယ်ဒီမှာတော့တို့တွေကဇေရုကဘာကိုလေ့လာခဲ့တာလဲဆိုရင် a powerful conclusion ပေါ့နော် powerful ဖြစ်တဲ့ conclusion တစ်ခုကိုဖန်တီးနိုင်မဲ့ strategies တွေပါဘာကြောင့်ဒါ powerful conclusion ကိုဖန်တီးရလဲဆိုရင်စာဖတ်သူရဲ့စိတ်ထဲမှာ a lasting impression ကိုတို့တွေကဒီဘာလို့ကိုလဲဆိုရင်ခြံထားပေးခဲ့ဖို့ဖြစ်ပါတယ်ခြံထားခဲ့ဖို့ဖြစ်တယ်နော်
အဲ့တော့တို့တွေက weak conclusion နဲ့ strong conclusion ရဲ့နှိုင်းယှဉ်ချက်ကိုဆရာပြောခဲ့တယ်နော်အဲ့ဒီမှာ strong conclusion တွေဖြစ်လာဖို့အတွက်ကိုရေးတဲ့စာတွေထဲမှာ strong conclusion တွေပါလာဖို့အတွက်ဆိုလို့ရှိရင်တို့တွေကအထက်အခါလေးကျင်အောင်ဖြစ်တယ်နော်တခြားနည်းလမ်းမရှိဘူးနော်တို့တွေကတခြားနည်းလမ်းမရှိပါဘူးဆရာတို့ကအစုတုပြုဆိုတဲ့အကြောင်းအရာလေးကိုဆရာအရှိမလေးပြောခဲ့တယ်နော်တို့တွေအရင်ဆုံးတို့တွေကလိုအပ်တဲ့ knowledge တွေကိုစုဆောင်းရမယ်နော်နောက်ပြီးရင်တို့တွေကတူပရမယ်သူများတွေရေးထားတာကိုနော်အရင်ဆုံးတူပပြီးတော့မှနောက်ဆုံးတစ်ဆင့်မှာကိုယ်တိုင်ပြုစုရေးထားတာဒါတွေကိုလုပ်ကြမယ်နော်အဲ့လိုမျိုးပါ so နောက်ပြီးတော့တို့တွေကဒီမှာ powerful ending လေးဖြစ်လာဖို့အတွက်ဆရာတို့ strategies တချို့ပေးထားတယ်ဒီမှာ3ခုရှိတယ်ပေါ့ offer a solution or recommendation make a prediction နောက်ပြီးတော့ end with a strong image or quotation ဖြစ်ပါတယ်နော်နောက်တို့တွေက lesson 14ပေါ့ lesson 14ကတော့တို့ဒီနေ့မပြောတော့ဘူးနော်ဒီနေ့ပြောဖို့အတွက်ကျွန်တော်အချိန်လေးဒီလောက်မကြံတော့ဘူးအဲ့တော့ဒီမှာပဲတို့တွေကတစ်ချက်ရပ်ပါမယ်နော်အဲ့ဆိုရင်တော့ဆရာဒီနေ့ဒီမှာပဲတစ်ချက်ရပ်လိုက်မယ်နော်ဆိုအားလုံးပဲကျေးဇူးတင်ပါတယ် good night ပါ Good night.